30ပုံ၌ကျင်လည်ကြသောဝိနည်းယသတ္တဝါများတို့အားအမြပေး၍ပါကုန်၏အထူးအားဖြင့်လောကသောတပတ်ခကဘဝဟောင်းမှဘဝတည်သို့ပြောင်းသွားခွဲလို့ရှာသောခွေးလေးအားအမြပေး၍ပါကုန်၏အမြရမည်သာဓုခေါ်ဆိုနိုင်ပါစေသာအရှင်ဘုရားခွေးလေးနဲ့တကွာအားလုံးကြာကြာများအမြယူတော်ဘုရားပါတော်သာဓုခွေးလေးနဲ့တကွာအားလုံးကြာကြာများအမြယူတော်ဘုရားပါတော်သာဓုခွေးလေးနဲ့တကွာအားလုံးကြာကြာများအမြယူတော်ဘုရားပါတော်အခုရှင်ပဲကျမ်းမှာချက်လာပါလေခွေးလေးနဲ့ကောင်းတာသူဒီလည်းတော့ပါဗျာ